လူသားရဲ့ DNA 69%တူညီတဲ့လူဝင်တွေကိုသူ့ရဲ့တဘာဝထဲမှာအနိကကြည့်ချင်တယ်ဆိုလို့ရှိရင်တော့မလေးရှားနိုင်ငံဘော်နီယိုကျွန်းမှာရှိတဲ့ဒီ Sipilok Orangutan Rehab Center ကို recommend ပေးပါတယ်ရှင်။ဒီစင်တာကကျတော့ရက်တီလာလည်းနှစ်ပေါင်း60ကျော်ပြီပေါ့နော်ဒီမှာကတော့ဒုက္ခရောက်နေတဲ့ orangutan လေးတွေမိဘမဲ့ဖြစ်နေတဲ့ orangutan လေးတွေပြီးတော့ဒီတစ်တော်ပြုံးနှမှုကြောင့်ခက်ခဲကြုံနေရတဲ့ orangutan လေးတွေကိုသူတို့ကကယ်ဆယ်ပြီးတော့ဒီတဘာဝထဲမှာသူ့တဘာဝအတိုင်းပြန်လဲရှင်သန်နိုင်အောင်လို့ပေါ့နော်ပြုပြင်ထိန်းချောင်းပေးတဲ့နေရာလည်းဖြစ်ပါတယ်အခုတီးတို့ကသူတို့ရဲ့ feeding time ပေါ့နော်အစာကျွေးတဲ့အချိန်ကိုသွားပြီးတော့ကြည့်မှာပဲဖြစ်ပါတယ်ဒီ feeding session ကိုလာပြီးတော့စားတဲ့ orangutan လေးတွေကကြတော့သူတို့တရားရဂိုင်းလုံးမမိခိုနိုင်သေးတဲ့အတွက်ဒီ feeding session ပေါ်မှာသူတို့မိခိုနေရသေးရပေါ့နော်တကယ်လို့ဒီ feeding session ကိုပြန်မလာတော့ဆိုလို့ရှိရင်တော့ဒါသူတို့အတွက်ကောင်းမွန်တဲ့ sign တစ်ခုပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒါသူတို့ရဲ့သဘာဝထဲမှာသူတို့ကိုယ်တိုင်ရှာဖွေစားတောက်နိုင်ပြီဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကလေးလေးတွေအများကြီးပဲလာကြည့်ကြတွေ့ရရဲပေါ့နော်တကယ်လို့မိဘတွေကကိုယ့်ရဲ့တသမီမီလေးတွေကိုလူဝင်လေးတွေလိုက်ပြကျင်တယ်ဆိုလို့ရှိရင်တလိษံယုံနေပြီးတော့ဒီခါကျွေးငွေယူပြီးတော့မှလူဝင်တွေကိုဖမ်းဆီးပြီးတော့ပြစားတဲ့နေရာတွေထက်စားလို့ရှိရင်ဒီလိုမျိုးသူ့ရဲ့တဘာဝထဲမှာတွေ့ရနိုင်မဲ့ပေါ့နော်ဒီလို ethical ဖြစ်တဲ့နေရာမျိုးတွေမှာလိုက်ပြဖို့အကြံပြုရင်းနဲ့ဒီ blog လေးကိုဆုံးသက်လိုက်ပါရရှင်ဒီလိုဆိုနေတယ်ကဲဒီနေ့ orangutan ဒီမှာ